အားလုံးလည်းမင်္ဂလာပါအဲ့တော့ကျွန်တော်အရင်တစ်ခါလည်းပြောခဲ့ဘူးလေပေါ့နော်ပြီးခဲ့တဲ့ဆောင်းမှာတစ်ခါပြောခဲ့ဘူးအဲ့တော့ဒီ2026မှာကျွန်တော်တို့လူတွေကအလုပ်များမဲ့နှစ်ဒီရင်းနဲ့လို့လည်းပြောကြတယ်ပေါ့နော်အဲ့တော့ဒီမှာလူတွေကအလုပ်များမဲ့နှစ်ပြီးရင်ဒီ2026မှာဒီကျွန်တော်တို့အားလုံးကကိုယ့်ရဲ့ embodiment နဲ့ကိုယ့် embodiment တိုင်းနေရမယ်ဆိုတာကိုသိထားတဲ့ကိုလုပ်ထားတဲ့အရာတွေကိုပြီးမြောက်ထားတဲ့အရာတွေကိုနားလည်ထားတဲ့ဟာတွေကိုယ့်ရဲ့တကယ်လက်တွေ့ဘဝထဲမှာကျွန်တော်တို့ကအသုံးချပြီးတော့မှနေရမှာအဲ့လိုနေရမယ်နဲ့လို့ကျွန်တော်ပြောခဲ့ဘူးလေအဲ့တော့ပြန်ကြည့်လိုက်မယ်ဆိုရင်ပေါ့နော်အားလုံးအတွက်ကျွန်တော်တို့ဒီလိုအပ်တယ်လို့ယူဆရတဲ့အရာတွေတော်တော်များများပေါ့အဲ့လိုကျွန်တော်တို့တွေပြောခဲ့တယ်စာတွေလည်းရေးခဲ့တယ်ဇွန်းတွေလည်းလုပ်ပေးခဲ့ဘူးလေနော်ဒါတွေရှိတယ်အဲ့တော့ကျွန်တော်တို့ပဲပြောနေတာလည်းမဟုတ်ဘူးပေါ့နော်ဒီ community ထဲမှာရှိနေတဲ့လူတွေပဲကျွန်တော်တို့ပဲပြောတာမဟုတ်ဘူးတခြားတော့ဆရာတွေကလည်းသူတို့ရထားတဲ့သိထားတဲ့အရာလေးတွေဒီသူတို့ရထားတဲ့ message တွေသူတို့ရထားတဲ့ဟာလေးတွေကိုပြန်ပြီး share လုပ်ပြီးတော့ကျွန်တော်တို့ဒါတွေကိုဖြတ်တန်းခဲ့ကြတယ်အဲ့တော့ပြောမယ်ဆိုရင်အဲ့လိုတွေလုပ်ခဲ့တာတွေအားလုံးဟာဒါကျွန်တော်တို့ရဲ့စိတ်ကျွန်တော်တို့ရဲ့ဒီ inner work ကျွန်တော်တို့အတွင်းကိုကျွန်တော်တို့ကပြုပြင်ကြတယ်အဲ့တော့အဲ့လိုတွေပြုပြင်ကြတယ်ကျွန်တော်တို့ရဲ့ဒီ attachment တွေကိုဖြုတ်ဖို့ကြိုးစားကြတယ်အဓိကတော့ပြောရမယ်ဆိုရင်တော့စိတ်အလုပ်လုပ်တာပေါ့ဗျာစိတ်အလုပ်လုပ်ကြတယ်အဲ့တော့စိတ်အလုပ်လို့ပြောတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကိုယ်ထဲမှာရှိနေတဲ့ပေါ့နော်ဒီ amygdalite တွေပေါ့ဒီ amygdalite တွေကိုကျွန်တော်တို့ရှင်းကြတာပေါ့ပြောရရဆိုရင်old me ကနေ new me ကိုကျွန်တော်တို့ဖြစ်အောင်လုပ်ကြတယ်ပေါ့နော်အဲ့တော့ new me ကိုပြောင်းကြတယ်ဆိုတဲ့အခါမှာကျွန်တော်တို့က new me သွားဖို့ဆိုရင်ကျွန်တော်တို့အဟောင်းတွေကိုပြုပြင်ရတယ်တကယ်တမ်းပြောရမယ်ဆိုရင်ကျွန်တော်တို့ဒီ spiritual လုပ်တယ်လို့ပြောလိုက်တယ်ဆိုရင် spiritual ဆိုတာတကယ်တမ်းပြောတယ်ဆိုရင်ကျွန်တော်တို့ကကိုယ်တာဝန်ကိုယူလိုက်တာနော်ကိုယ်ဖန်တွေကိုတာဝန်ယူလိုက်တာအဲ့လိုတာဝန်ယူလိုက်ကြတာအဲ့တော့ဒီလိုတာဝန်ယူလိုက်တဲ့အထက်မှာဒီ ancestral healing ဆိုတဲ့ဟာကလည်းပါတယ်နော် ancestral healing ဆိုတာလည်းကျွန်တော်တို့ကပါတယ်အဲ့တော့ဒီ ancestral healing ကိုကျွန်တော်တို့လုပ်တယ်ဆိုတာလည်းပြောရမယ်ဆိုရင်ကျွန်တော်တို့ဘယ်သူမှဒါကိုလုပ်ပါလို့ခိုင်းတာတော့မဟုတ်ပေမဲ့ဒါဟာကျွန်တော်တို့နဲ့ဆိုင်တဲ့ကျွန်တော်တို့ရဲ့အထက်မှာရှိခဲ့တဲ့ရွှေစံမျိုးဆက်တွေနဲ့ဆိုင်တဲ့ issue တစ်ခုကိုကျွန်တော်တို့ကဖြေရှင်းဖို့အတွက်တာဝန်ယူလိုက်တယ်ဆိုတဲ့သဘောပဲအဲ့တော့ကျွန်တော်ဒီအကြောင်းကိုမနေ့တုန်းကလည်းကျွန်တော် post တင်ထားတယ်ပြီးတော့တစ်ခေါက်ပေါ့နော်ကျွန်တော်တို့ master လောက်ကလည်းကျွန်တော်တို့ဒီမန်းလေးမှာငလင်လောက်တဲ့ဦးကလည်းကျွန်တော်ဒီ ancestral healing အကြောင်းကိုကျွန်တော်တင်ထားပေးဖို့တယ်ပေါ့နော်ကျွန်တော် post ထဲမှာကျွန်တော် page ထဲမှာရှိတယ်အဲ့တော့ကျွန်တော်တို့ကတွေ့ကြုံတာတွေပေါ့ကျွန်တော်တို့တယောက်နဲ့တယောက်တွေ့ကြုံတာတွေကတော့မတူကြဘူးပေါ့နော်မတူကြဘူးအမျိုးမျိုးတော့ရှိတတ်ကြတယ်အဲ့တော့ကျွန်တော်တို့ဘဝထဲမှာကိုကလည်းမရွေးချယ်ခဲ့ဘူးကိုလုပ်ခဲ့တာလည်းမဟုတ်ပဲနဲ့ပေါ့နော်တာဝန်တွေဒီနာကျင်မှုတွေဒီဒုက္ခတွေကိုကျွန်တော်တို့ကထမ်းရတာမျိုးဒီလိုထမ်းနေရတာကိုထမ်းနေရတယ်ဆိုရက်ထမ်းနေရတဲ့ခံစားချက်မျိုးနော်အဲ့လိုမျိုးကိုကရှိတတ်ကြတယ်နော်ပြီးရင်နောက်တစ်ခုကကျွန်တော်တို့ရဲ့ဒီမျိုးရိုးဆန်ဆက်ကြောင်းပြောတဲ့အခါမင်းဘယ်လိုလဲဘယ်သူလဲမိဘအဖိုးဖဘယ်သူလဲစသည်ဖြစ်မို့ဒီလိုတွေကိုပြောရတဲ့အခါကျရင်ကိုကအဲ့အကြောင်းပြောဖို့အတွက်ရှက်ရွံ့နေတာမျိုးကြောက်နေတာမျိုးကိုယ့်ရဲ့စိတ်ကမတည်မငြိမ်ဖြစ်နေတာမျိုးဒီလိုမျိုးတွေလည်းကြုံမှုကြမယ်တချို့ကြတော့အလုပ်တွေ relationship တွေဒါမှမဟုတ်လည်းငွေကြေးကိစ္စတွေမှာဒီကိုကြုံမှုတဲ့ဒီဥစ္စာတွေကပဲကိုထပ်ခါတလဲလဲပေါ့ old pattern လို့ခေါ်တာပေါ့နော်အဲ့ဒီ old pattern တွေကပဲကျွန်တော်တို့ကထပ်ခါတလဲလဲကြုံနေရတာရှိတယ်အဲ့တော့ဒါတွေကတကယ်တမ်းပြောရတယ်ဆိုရင်ကျွန်တော်တို့ကရိုးရိုးစင်ဆက်လက်ဆင့်ကမ်းလာတဲ့အရာတွေပေါ့နော်ဒါမျိုးတွေဖြစ်တတ်ကြတယ်အဲ့တော့အကြောင်းအရာတွေကတော့ခုနကကျွန်တော်ပြောလို့ပေါ့အကြောင်းအရာတွေကမျိုးမျိုးရှိတတ်ကြတယ်တချို့ဆိုရင်ပေါ့လေဒီအခုဆိုကျွန်တော်တို့မြန်မာပြည်ထဲမှာစစ်ပွဲတွေဖြစ်တယ်ပြည်တွင်းစစ်တွေဖြစ်တယ်တချို့ဆိုရင်ဒီစစ်ပွဲဖြစ်တဲ့နေရာမှာကိုကရှိနေတာလည်းမဟုတ်ဘူးတဘာဝဘေးအန္တရာယ်တက်တဲ့နေရာမှာကိုကရောက်နေရတယ်မဟုတ်ပေမဲ့ဒီစစ်ပွဲဆိုတဲ့အတန်ကြားလိုက်တယ်ဆိုရင်ကိုမှအလိုလိုနေနဲ့ထိတ်လန့်လာတာအလိုလိုနေနဲ့ကြောက်လာတာပေါ့နော်ငါရှိပဲရောက်လာတော့မလားငါပဲကြုံရတော့မလားတချို့ဆိုရင်ရှိတယ်လေနော်တခြားနေရာမှာဖြစ်နေတယ်ကိုယ့်နေရာမှာမဖြစ်ပေမဲ့ငါတို့ကတော့ဟိုပြေးရလွားတော့မဟေ့ဆိုရင်ပစ္စည်းတွေထုတ်ဖို့စုဆောင်းတာတွေရှိတယ်တချို့ဆိုရင်ဟိုစားနပ်ရိက္ခာတွေဝယ်ပြီးစုဆောင်းတာတွေရှိတယ်ကိုယ့်ရှိကိုလည်းမရောက်သေးပေမဲ့ပေါ့နော်ကျွန်တော်တို့တော့တစ်ခါကြာရင်ပြောရတယ်ဆိုရင်ဟိုမြန်မာပြည်ထဲမှာဖြစ်တဲ့ဟာကိုမြန်မာပြည်ထဲမှာမရှိရင်တော့အဲ့ဒီမြန်မာပြည်ထဲမှာဖြစ်တဲ့အရာတွေကြောင့်
ကိုယ်စိတ်ထဲမှာတစ်ခါကျရင်တုံလုံးမှုတွေဒီလိုမျိုးတွေလည်းကြုံရတာတွေကျွန်တော်တို့ကရှိတယ်အဲ့တော့အဲ့လိုတွေကိုကရှိနေတယ်ဆိုရင်ဒါကိုယ့်ရဲ့ ancestor တွေကဒီလိုဖြစ်ရမျိုးတွေကိုကြုံနေတာဖြစ်တဲ့အတွက်ခုနကကျွန်တော်ပြောလို့မျိုးရိုးစင်စက်ကိုယ့်စီလက်ဆင့်ကမ်းလာတဲ့အခါမှာကိုယ့်ထဲမှာလာပြီးတော့မှဒါကြုံတွေ့ရတဲ့သဘောပေါ့အဲ့ဒါကိုကျွန်တော်တို့ကအဲ့လိုတွေဖြစ်လာတဲ့အခါမှာကျွန်တော်တို့ကဘာလုပ်ရလဲဆိုတော့အခုပြောမယ်အခုancestor healing ပေါ့နော်ဒီဥစ္စာကိုကျွန်တော်တို့ကလုပ်ပေးဖို့လိုတယ်အဲ့တော့အဲ့လိုပြောတဲ့အခါကျရင်တစ်ခါကျရင်ရှိတယ်ပေါ့နော်ဒီ spiritual အကြောင်းတွေပြောတယ်ဆိုတော့တချို့ကဒါတွေကလက်တွေ့မဟုတ်ဘူးပေါ့နော်ဒါကလက်တွေ့မဟုတ်ဘူးဒါစိတ်ကူးရင်ဆန်တယ်ဒါကစိတ်ကူးရင်ပြီးပြောနေတာနေမှာပေါ့ငါတို့ရဲ့ဘိုးဘပြည်ပင်တွေဖြစ်ခဲ့တာနဲ့ငါတို့နဲ့ဘာဆိုင်လို့လဲဒီလိုမျိုးမေးခွန်းတွေရှိကြတယ်ဒီလိုမျိုးလည်းထင်ကြတယ်တကယ်တော့ကျွန်တော်တို့ခုပြောနေတဲ့အရာတွေအားလုံးကအခုကျွန်တော်ပြောနေတဲ့အရာတွေချားဆရာတွေပြောနေကြတဲ့အရာတွေကတကယ်တမ်းဆိုရင်ဒါစိတ်ကူးရင်ပြီးပြောနေကြတာမဟုတ်ဘူးပေါ့ကျွန်တော်တို့သိပ္ပံရကြည့်မယ်ပေါ့neuroscience ရကြည့်မယ်ဆိုရင်လည်းကျွန်တော်တို့ရဲ့အုံနောက်ကကျတော့အတွေ့အကြုံတွေကိုမှတ်သားပြီးတော့မှဒီအန်ရီကိုကာကွယ်ဖို့ဆိုပြီးတော့မှကျွန်တော်တို့ဒီဇိုင်းလုပ်ထားတာဒီအုံနောက်ကအခုတစ်ခုဖြစ်ပြီးဆိုရင်ပေါ့နော်ဓာတ်ရိုက်အုံနောက်ကနေဓာတ်ရိုက်ကာကွယ်ဖို့ဆိုပြီးတော့မှကျွန်တော်တို့ဒီအုံနောက်ကဒီဇိုင်းလုပ်ထားတာဖြစ်တယ်အဲ့တော့ပြောရမယ်ဆိုရင်ကျွန်တော်တို့ဒီအရေးကြီးတဲ့အုံနောက်အစိတ်ပိုင်း၃ခုရှိတယ်အဲ့ဒီမှာကျွန်တော်တို့ဒီအန်ဒီပေါ့အန်ဒီတွေဖြစ်လာပြီဆိုဒီအန်ဒီတွေကိုစစ်ဆေးတဲ့အလန်းပေါ့နော်အဲ့လိုအလန်းအစိတ်ပိုင်းတစ်ခုရှိတယ်ပြီးရင်ကျွန်တော်တို့ရဲ့အမတ်တရားတွေကိုတင်ထားတဲ့နေရာတစ်ခုရှိတယ်နောက်ပြီးရင်ကျွန်တော်တို့ decision ချရတဲ့ဆုံးဖြတ်ရတဲ့စဉ်းစားဆုံးဖြတ်ရတဲ့နေရာအဲ့ဒီနေရာ၃နေရာပေါ့ဒါဒီအုံနောက်မှာအရေးကြီးတဲ့အစိတ်ပိုင်း၃ခုရှိတယ်အဲ့တော့ကျွန်တော်တို့ရဲ့ဒီ ancestor တွေကြုံခဲ့ရတဲ့စစ်ပွဲတွေဆင်းရဲမှုတွေကြောက်ရွံ့ရတဲ့အခြေအနေတွေဒါတွေကိုကျွန်တော်တို့ခုနပြောတဲ့ဆက်ဆက်ကျွန်တော်ပြောလိုက်တဲ့အန်ဒီရီကိုစစ်ဆေးပြီးတဲ့ဒီအမြဲတမ်းအလန်းလုပ်ပေးတဲ့နေရာမှာဒါ on ထားတာဒီလိုတွေကြုံရတယ်ဆိုတဲ့ဟာကိုဒီအလန်းအမြဲတမ်း on နေရပါဗျာအဲ့တော့ဒီအလန်း pattern ကဒီမျိုးရိုးစင်ဆက်ဘိုးဘွားပြည်ပင်တွေရှိကနေတဖြည်းဖြည်းနဲ့ဆင်းသက်လာတဲ့အခါမှာဒီ alarm pattern ဟာကျွန်တော်တို့ရှိမှာကျွန်တော်တို့ရဲ့ nervous system ထဲမှာလည်းဒါကိုသင်ယူထားလိုက်ဒါကခုနကကျွန်တော်ပြောလို့စိတ်ကူးရင်ပြောတာမဟုတ်ဘူးဒါဟာသိပ္ပံကြီးကြပြောမယ်ဆိုရင်သိပ္ပံရဆိုလဲဒီလိုရှိတယ်ဆိုတာလေးကိုကျွန်တော်ကပြောပြချင်တာအဲ့တော့ကျွန်တော်တို့ကအဲ့ဒီအရာတွေနဲ့ပတ်သက်ပြီးဆိုရင်ကျွန်တော်တို့ကစိုးရိမ်တယ်ခုနဆက်စချင်းမှာကျွန်တော်ပြောလိုက်တယ်လို့မျိုးကိုကစစ်ပွဲဖြစ်နေတဲ့နေရာတဘာဝဘေးရနေကြောက်ရွံ့နေတဲ့နေရာမှာမရှိဘူးဆိုရင်တော့ကျွန်တော်တို့ရဲ့ဒီ alarm က on ထားတာဖြစ်တဲ့အတွက်ဒါမျိုးတွေကိုကြားပြီးဆိုရင်ကိုကစိုးရိမ်နေမလုံခြုံသလိုခံစားရတယ်နောက်ဆုံးပြောမယ်ဆိုရင်အခြေအနေကကောင်းနေတယ်ဘာမှမဖြစ်ပါဘူးဆိုရင်တော့ကျွန်တော်တို့ရဲ့ body ကအေးအေးဆေးမဖြစ်ဘူးအများအားတုံလုံးခြောက်ချတဲ့အရာတွေကျွန်တော်တို့ကဖြစ်တတ်တယ်နော်အဲ့တော့အဲ့လိုတွေဖြစ်နေတဲ့အခါကျတော့ကိုရီးယားတွေးမယ်ပေါ့နော်အဲ့လိုတွေဖြစ်နေတာငါတို့လည်းလုပ်ခဲ့တာမဟုတ်ဘဲနဲ့ငါတို့ကလာခံစားနေတာဒါငါတို့အပြစ်မှမဟုတ်တာဟုတ်ပါတယ်ဒါကျွန်တော်တို့ရဲ့အပြစ်မဟုတ်ဘူးအဲ့တော့ဒီ neuroscience ရပြောမယ်ဆိုရင်ခုနပြောခဲ့သလိုပဲအုံနောက်ဟာဒီအန်ဒီရီကိုကာကွယ်ဖို့သူ့ဘာသူအကောင်းဆုံးလှုပ်ဆောင်နေတာအန်ဒီရီကိုကာကွယ်တစ်ခုဖြစ်တယ်ကျွန်တော်တို့ဒီဆိုကြပါစို့အကောင်တို့ဘာလို့ဖက်ကနေလာရဲဆိုရင်ကျွန်တော်တို့မျက်စိတွေကိုတိုးဝင်လာဆိုမျက်ခွန်ကလိုနေနဲ့ပိတ်လိုက်တာဒါတွေအားလုံးကကျွန်တော်တို့ကသင်မေးစရာမလိုပဲနဲ့အုံနောက်ကနေဒါကတော့အန်ဒီရီရှိနေပြီဒါကတော့ဘယ်လိုလုပ်တစ်ခုခဲပြစ်လိုက်လို့ကိုယ်မှန်တော့မဆိုကိုကရှောင်လိုက်တာမျိုးဒါအော်တိုကိုယ့်ရဲ့ body ကသူ့ဘာသူလှုပ်ရှားနေဒါကျွန်တော်တို့ရဲ့အုံနောက်ကဒီဇိုင်းဆွဲပြီးသားမို့လို့ဒီလိုတွေလုပ်နေတာဖြစ်တယ်အဲ့တော့ဒီကျွန်တော်တို့ neuroscience ကပြောမယ်ဆိုအုံနောက်ကဒီ anti တွေကိုအကောင်းဆုံးကာကွယ်နိုင်ဖို့အတွက်အကောင်းဆုံးလှုပ်ဆောင်နေတာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကဒီ ancestor healing ဆိုတာပြောရမယ်ဆိုရင်ဘာလို့အဲ့လိုလုပ်ရတာလဲဆိုခုနကကျွန်တော်ပြောတဲ့ဒီ pattern တွေပေါ့နော်ဒီအများအားဒီ alarm ကို on ထားပြီးတော့မှဖြစ်နေတဲ့ကိုယ့်ရဲ့ pattern တွေအဲ့ဒီ pattern ကိုဒီအုံနောက်ထဲမှာမှတ်ထားပြီးသားဖြစ်တဲ့အတွက်ဒီအုံနောက်ကိုကျွန်တော်တို့က update လုပ်ပေးရအောင် update လုပ်ပေးရတယ်အဲ့တော့အုံနောက်ကို update လုပ်တယ်ဆိုတာအခု ancestor healing ကလည်းပြောမယ်ဆိုရင်ကျွန်တော်တို့ရဲ့အုံနောက်ကို update လုပ်ပေးလိုက်တာအဲ့တော့ကတော့ဟုတ်တယ်အဲ့တော့ကတော့ဘိုးဘပြည်ပင်တွေမင်းတို့ရဲ့ဘိုးတွေအဖိုးတွေဖွားတွေဘေးတွေပြီးတွေအန်ဒီရရှိခဲ့တယ်ဒါပေမဲ့အခုတော့မင်းတို့အန်ဒီရမရှိတော့ဘူးဒီလိုမျိုးကျွန်တော်တို့ရဲ့အုံနောက်ကိုကျွန်တော်တို့ကအသိပေးတာအဲ့ဒါကိုကျွန်တော်တို့ကအခု healing လုပ်တယ် meditation လုပ်တယ်လုပ်ရင်းနဲ့ကိုယ်အုံနောက်ကိုကအသိပေးပြီးတော့မှဒါကိုအုံနောက်ထဲမှာမှတ်ထားတဲ့ alarm ကိုကျွန်တော်တို့ကဖြတ်တဲ့သဘောပြောရမယ်ဆိုရင်တော့ကျွန်တော်တို့အုံနောက်မှာရှိနေတဲ့ survival mode ဖြစ်နေတဲ့အနေကျွန်တော်တို့က living mode ကိုကျွန်တော်တို့ကပြောင်းသွားစေတယ်အဲ့တော့ဒါပြောရမယ်ဆိုကျွန်တော်တို့ inner child healing
ပုံစံမျိုးနဲ့လည်းတွတ်တူလာပေါ့နော်ငယ်ငယ်တုန်းကကိုခံစားခဲ့ရတဲ့ဟာတွေကိုကျွန်တော်တို့ inner child လေးကိုခေါ်ပြီးတော့မှ healing လုပ်တယ်ဒါလည်းကိုအုံနောက်ထဲမှာမှတ်ထားတဲ့ဟာကိုကျွန်တော်တို့ကခုနပြောလို့ update လုပ်တဲ့သဘောပဲအဲ့တော့ပြောရမယ်ဆိုရင်ကျွန်တော်တို့ကအဲ့လိုတွေဖြစ်တယ်ဆိုတာအကုန်လုံးကိုတော့ကျွန်တော်တို့ကမသိနိုင်ဘူးဘယ်သူကဖြစ်တယ်သူကတော့ ancestor healing လုပ်ဖို့လိုတယ်သူကတော့မလိုဘူးသူကတော့လိုတယ်သူရှိမှတော့ဒီလိုမျိုး pattern တွေရှိတယ်ဆိုကျွန်တော်တို့ကအဲ့လိုအကုန်လုံးမသိနိုင်ဘူးအဲ့တော့မသိနိုင်ဘူးဆိုတဲ့ခါကျတော့ဒီထဲမှာလည်းလိုချင်တဲ့လူလည်းရှိကောင်းရှိမယ်ပေါ့နော်လုပ်ဖို့လိုတဲ့လူလည်းရှိကောင်းရှိမယ်လုပ်ဖို့မလိုတဲ့လူလည်းရှိကောင်းရှိမယ်အဲ့တော့ကျွန်တော်အနေနဲ့ကတော့ပြောချင်တာကတော့ကိုအနေနဲ့ပေါ့နော်ဒီ ancestor healing ကိုဘယ်လိုပဲဖြစ်ဖြစ်ဟိုတစ်ချိန်တစ်ခါလောက်တော့လုပ်ဖို့တင်တယ်လုပ်တင်တယ်ဆိုတာလေးကိုတော့ဒါကျွန်တော်ကအဲ့လိုတော့မြင်တယ်ပေါ့နော်ကိုကဒါမျိုးရှိလားမရှိဘူးလားဆိုတာကိုအနေနဲ့သိတာမဟုတ်ဘူးပေါ့အဲ့တော့တချို့လူတွေအတွက်လည်းလိုချင်လို့မယ်မလိုရင်လည်းမလိုဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်ကဒါလိုအပ်တယ်ဒီချိန်မှာလိုအပ်တယ်ကိုယ်တိုင်လည်း message ရထားတာဖြစ်တဲ့အတွက်ကျွန်တော်ကတော့ဒါလုပ်တင်တယ်လို့တော့ကျွန်တော်ထင်တယ်အဲ့တော့ကိုရှိမှာအဲ့လိုမျိုး ancestor healing လုပ်ဖို့လိုသလားမလိုသလားဆိုတာတွေသိဖို့အတွက်အရင်ဆုံးကိုမေးခွန်းတွေမေးကြည့်ဖို့လိုတယ်မေးခွန်းတွေမေးကြည့်ဖို့လိုတယ်အဲ့တော့ဘယ်လိုမေးခွန်းတွေမေးရမလဲပေါ့နော်ကိုယ့်ရဲ့ခံစားချက်ကိုတယောက်ယောက်ကိုပြောတဲ့အခါမှာအားနည်းနေတယ်လို့မျိုးဒီခံစားချက်ပေါ်မှာအရင်ကြီးခံစားပြီးကိုပြောနေရသလားဒါကိုမေးဖို့နောက်တစ်ခုကအမြဲတမ်းပေါ့လက်ရှိနေတဲ့အချိန်ကိုကအခုရှိနေတယ်ဒါပေမဲ့ရှိနေတဲ့အချိန်မှာဒီအိမ်လုံးရဲ့တာဝန်ပဲပြောဘယ်သူရဲ့တာဝန်ပဲပြောပေါ့အားလုံးရဲ့တာဝန်ကိုကိုကပဲကိုတယောက်တည်းကပဲဟိုထမ်းနေရတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးပုံစံမျိုးဖြစ်နေသလားဒါမှမဟုတ်ဘဲနဲ့ကိုကငါအရန်ပင်ပန်းလာတယ်ငါအရန်ပင်ပန်းလာလို့ငါနားအောင်မယ်ငါခဏတစ်ဖြုတ်တော့ငါအတွက်ငါအနားယူမယ်အဲ့လိုကိုကတွေးလိုက်ပေမဲ့ငါအနားယူတာဟာငါမတရားဘူးထင်တယ်ငါမိသားစုပေါ်ငါအနားယူလိုက်တာငါမတရားဘူးထင်တယ်ဆိုတဲ့ခံစားချက်မျိုးကိုရှိမှရှိနေသလားဒါမှမဟုတ်လေတစုံတယောက်ကိုကချစ်တယ်တစုံတယောက်ကိုချစ်တဲ့အခါမှာတယောက်ယောက်ကိုကချစ်မိတဲ့အခါမှာကိုပျောက်ဆုံးသွားတတ်သလားတယောက်ယောက်ကိုချစ်ရတဲ့အခါမှာကိုကနာကျင်ခံစားနေရတယ်တကယ်တမ်းဆိုအချစ်ဆိုတာပြောရှင်းစရာကောင်းတယ်ဟိုပျော်ရတယ်ပေါ့နော်ပျော်ရတယ်ဒါပေမဲ့အဲ့လိုချစ်ရမှာကိုကြောက်နေတာမျိုးလူတယောက်ကိုချစ်ရမှာမျိုးကြောက်နေတာမျိုးချစ်ပြီးရင်နာကျင်ရတာမျိုးကိုပျောက်ဆုံးသွားတာမျိုးတွေဖြစ်နေသလားဒါမှမဟုတ်လည်းကျွန်တော်တို့ရဲ့ဒီ 3D မှာပေါ့နော်ကိုကအောင်မြင်နေတယ်ကိုကနာမည်တစ်လုံးနဲ့အောင်မြင်ကြော်ကြားနေတယ်ငွေကြေးဆိုလည်းကိုကိုကြည့်စရာမလိုကိုမှအရန်ချမ်းသာတယ်ဆိုရင်တောင်ကိုရဲ့စိတ်ကမအေးချမ်းဘူးအမြဲတမ်းနော်ဟိုပူပန်နေရသလားပေါ့အဲ့ဒါဒီမေးခွန်းတွေနော်နောက်ဆုံးတစ်ခုကတော့ခုနလည်းကျွန်တော်ပြောခဲ့ပြီကိုမိသားစုမျိုးရိုးကြောင့်မေးတယ်ပေါ့နော်မင်းမျိုးရိုးဘယ်လိုရှိတယ်ပါညာမေးတဲ့အခါမှာဒါကိုဖြေရမှာကိုဖြေဖို့အတွက်ကိုစိတ်ထဲမှာမအီမသာကြီးဖြစ်နေသလားပေါ့အဲ့လိုမျိုးတွေပေါ့အဲ့လိုစသည်ဖြစ်ပေါ့နော်ကိုပြန်ပြီးတော့မေးကြည့်စေချင်တယ်အဲ့တော့အခုကျွန်တော်ပြောလိုက်တဲ့အချက်တွေပေါ့နော်6ချက်ပေါ့အဲ့6ချက်ကိုမေးပြီးမေးခွန်းတိုက်ကြည့်အဲ့လိုမျိုးတွေဖြစ်နေတယ်ဆိုရင်တော့ဒီ ancestor healing ကိုကျွန်တော်တို့ကလုပ်တင်တယ်ကျွန်တော်ကတော့ဒီ ancestor healing ကိုလွန်ခဲ့တဲ့2နှစ်လောက်ကတော့ကျွန်တော်လုပ်ပြီးပြီပေါ့နော်ထပ်လုပ်စရာမလိုဘူးလို့ထင်ပေမဲ့လည်းကျွန်တော်စိတ်ထဲမှာထင်တာကတော့လိုကောင်းလဲလိုလာနိုင်တယ်ပေါ့နော်ကျွန်တော်ဟိုတစ်ခေါက်ကဟိုဒီနီပေါ်မှာလုံမနီသွားတဲ့ခါမှာအမှ ancestor healing လုပ်ကြတယ်ဆိုတာကြားတဲ့ခါမှာအဲ့မှာလည်းဟိုကလုပ်ဖို့များလိုမလားပေါ့နော်ဒီလိုအတွင်းမျိုးလဲကိုမှရှိတယ်ပေါ့နော်တစ်ချိန်ချိန်ကျရင်လိုအပ်တဲ့ခါကျရင်တော့ဒါ calling ဖြစ်လာမှာပေါ့နော်လုပ်ဖို့လိုတယ်မင်းတို့လုပ်ရမယ်ဆိုရယ် calling ပေါ်လာတယ်ဆိုရင်တော့ကိုကလုပ်ရမှာအဲ့တော့ပြောချင်တာအခုကျွန်တော်တို့လုပ်ပေးတာပေါ့နော်ဒါလုပ်ပေးတာဆိုတာလေကျွန်တော်တို့အရှိမကျွန်တော်ပြောခဲ့တယ်လို့ပဲမလုပ်ရသေးတဲ့သူတွေဒါမှမဟုတ်လေဒီ pattern တွေဒီ issue တွေကိုကြားထဲမှာကိုပျောက်ဆုံးနေတဲ့သူတွေကိုကျွန်တော်တို့ကအဓိကလုပ်ပေးဖြစ်တာအဲ့တော့ကိုယ်အနေနဲ့လုပ်ဖို့လိုအပ်တယ်လို့ယူဆရင်လုပ်ပါဒါတွေကမလိုအပ်တော့ဘူးလို့ယူဆရင်လည်းမလုပ်လို့လည်းရတယ်ဘာလို့ကျွန်တော်အဲ့လိုပြောရတာလဲဆိုရင်ကျွန်တော်တို့တရားသဘောရကြည့်မယ်ဆိုရင်ပေါ့ဗျာတရားသဘောရကြည့်မယ်ဆိုရင်ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ကကိုကကာလ3ပါးမှာကာလ3ပါးထဲမှာကိုကလွတ်မြောက်နေပြီဒီကာလ3ပါးထဲကနေကိုကလွတ်မြောက်နေပြီဆိုရင်တော့ကျွန်တော်တို့ကဒါတွေကတကူတကလှုပ်ရှားမလို့ဘူးပေါ့နော်ဒီຢာတွေတကူတကလှုပ်ရှားမလို့ဘူးဒါပေမဲ့အခုမှဒီလမ်းပေါ်ကိုကိုကစလျှောက်တယ်အခုမှကိုက awakening ဖြစ်တယ်ကိုကဒီຢာတွေကိုသိဖို့လိုတယ်ဆိုရင်တော့အသက်သက်တော်ပုဂ္ဂိုလ်တွေအတွက်ကတော့ကျွန်တော်တို့ကဒီစိတ်အလုပ်တွေဒီ spiritual practice တွေကိုတော့ဘာမှမကြံအောင်ပေါ့ဘာမှမကြံအောင်ထားခဲ့ကြတယ်ထားခဲ့နေကြတာဒါကို memory တစ်ခုဖြစ်နေထ
ထားခဲ့ပေးချင်တာပေါ့နော်ဒီလိုကြောင့်ကျွန်တော်တို့လုပ်တယ်ပေါ့အဲ့တော့ပြောရမယ်ဆိုရင်ကျွန်တော်တို့ကအမျိုးမျိုးရှိတယ်ပေါ့နော်ဒါခဏလည်းကြားဘူးလေပေါ့အခုလို healing တွေလုပ်နေတာတွေနော်ပြီးရင်spiritual practice တွေလုပ်နေတာတွေကတကယ်တော့ဟိုရှေတော်လမ်းကိုရွေးပြီးရှောက်နေတာလားပေါ့အဲ့တော့ရှေတော်လမ်းကိုရွေးပြီးရှောက်ခိုင်းတာမဟုတ်ဘူးပေါ့တကယ်တော့ကိုကတရားသဘောကိုနားလည်သွားတယ်ဆိုရင်အရာအရန်ရိုးရှင်းလို့အားလုံးကတကယ်ကိုရိုးရှင်းလေးအရန် simple ဖြစ်လို့တယ်အဲ့တော့နားမလည်သေးတဲ့ကာလမှာတော့ဒီအရာတွေဟာကိုယ့်ရဲ့ကျွန်တော်တစ်ခါလည်းပြောဘူးတယ်ဟိုရှေ့က zone တွေမှာလည်းပြောဘူးတယ်ပေါ့နော်ကိုယ့်ရဲ့ဒါ tool အဖြစ်ပေါ့နော်ကိုယ့်ရဲ့ဒီလမ်းကိုရှောက်တဲ့ပစ္စည်းကိရိယာ tool တစ်ခုအဖြစ်နဲ့တော့ကျွန်တော်တို့ကသုံးသင့်တယ်ပေါ့နော်အဲ့ဒါတွေကိုကျွန်တော်ကပြောချင်တာအဲ့တော့ဒီအချိန်တွေကိုမရောက်သေးတဲ့သူတွေရှိနိုင်တယ်ဖြစ်တဲ့အတွက်ဒီလိုလုပ်ရတာဖြစ်တယ်အဲ့တော့နောက်တစ်ခုကကျတော့ဆက်ချင်းကျွန်တော်ပြောသလို2026မှာကျွန်တော်တို့ကကိုယ့်ရဲ့ embodiment နဲ့ကိုတည်ထားတဲ့အရာတွေကိုနားလည်ထားတဲ့အရာတွေကို healing လုပ်ခဲ့တဲ့ဟာတွေကို manifestation လုပ်ခဲ့တဲ့ဟာတွေကို journaling လုပ်ခဲ့တဲ့အရာတွေကိုတည်ထားတဲ့အရာတွေကိုကိုယ့်ရဲ့တကယ်ဘဝထဲမှာ integrate လုပ်ပြီးတော့မှကိုကနေရမယ်အဲ့ဒါကိုလက်တွေ့ဘဝထဲမှာတကယ်ထည့်ပြီးတကယ်အသုံးချပြီးကျွန်တော်တို့ကရှောက်ရတော့အဲ့တော့ရှောက်ရတော့မှဆိုတော့ဒါတွေကိုကျွန်တော်တို့ကကြိုပြီးတော့လှုပ်ထားပေးကျင်တာလှုပ်ထားပေးခဲ့ကျင်တာဒါတွေကိုလှုပ်တယ်ဒီလိုမျိုးတွေပေါ့အဲ့တော့အဲ့ဒီချိန်ရောက်တဲ့ခါကျရင်2026မှာရောက်တဲ့ခါကျမှဗျာဟိုပြောချင်တာinner child healing အတွက်တော့ဘယ်နှရက်လုပ်ပေးမယ် gratitude practice အတွက်ကတော့ဘယ်နှရက်စသည်ဖြင့်အဲ့လိုမျိုးတွေအသေးစိတ်ထပ်လုပ်ဖို့ကျွန်တော်တို့ကအချိန်တွေကရချင်မှလည်းရတော့ရချင်လည်းရမယ်ပေါ့လေနော်ပြောလို့မရအောင်ကျွန်တော်ပြောလို့ဘာမှကြိုပြီးမသိနိုင်တဲ့အချိန်မှာကျွန်တော်တို့ကရချင်လည်းရမယ်မရခဲ့ဘူးဆိုရင်ဒီအရာတွေကိုကိုကအဲ့ဒီအချိန်မှာပြန်ပြီးတော့လှုပ်ချင်တယ်ဆိုရင်အလွယ်တကူဒါတွေ record တွေရှိတယ်ဒါတွေလှုပ်လို့ရတယ်ဆိုတာတွေလှုပ်ဖြစ်အောင်ကျွန်တော်တို့ကပြောခဲ့တဲ့အတိုင်းပဲပေါ့နော်အဲ့လိုသဘောမျိုးပေါ့အဲ့တော့နောက်တစ်ခုကကျွန်တော်တို့ကိုယ်တိုင်လည်းကိုယ့်အတွက်ကိုလှုပ်ရမယ့်အလုပ်တွေကျွန်တော်တို့ရှိသေးတယ်2026မှာကိုယ့်အတွက်ကိုလှုပ်ရမှာလည်းရှိတာဖြစ်တဲ့အတွက်အခုအချိန်ကနေစပြီးအခုမှစပြီး awakening ဖြစ်တဲ့သူတွေပြီးရင်ဒီလမ်းကိုရှောက်ကြမဲ့ဒီခုနပြောတဲ့အသစ်တော်သူတွေအတွက်ဒါတွေကိုတတ်နိုင်တဲ့မြကျွန်တော်တို့ဟိုလှုပ်ပေးနေတဲ့သဘောပေါ့နော်ဒါတွေကိုခြံထားပြီးလှုပ်ပေးနေတဲ့သဘောပေါ့နော်အဲ့တော့ဟိုပြောမယ်ဆိုရင်တော့ကျွန်တော်တို့တကယ်တမ်းဒါတွေကိုပြန်ပြီးတော့ပြောဖို့ဟိုအစတွေပြန်ပြောဖို့ဆိုရင်ကျွန်တော်တို့ရှောက်ခဲ့တဲ့လမ်းလွန်ခဲ့တဲ့၄-၅နှစ်ကိုပြန်ပြီးတော့သွားဖို့ဆိုရင်အရင်ဝေးသွားပြီလေနော်တော်တော်လေးဝေးပြီးတော့အစအနေပြန်ပြောရတာမျိုးကျွန်တော်တို့ကအဝေးကိုရောက်နေပြီဖြစ်တဲ့အတွက်အဲ့ဒီအစအနေပြန်ပြောဖို့ဆိုရင်အချိန်ကမရှိတော့မှစိုးတယ်နော်အဲ့လိုအချိန်ကမရှိတော့မှစိုးတာဖြစ်တဲ့အတွက်ကျွန်တော်တို့အခုကိုလုတ်ခဲ့တဲ့အရာတွေကိုလုတ်ပေးခဲ့တဲ့ဟာတွေကိုကတော့ဘယ်ဟာတော့လုတ်ဖို့လိုသေးတယ်ဒါကတော့လုတ်ရမှာပဲစသည်ဖြင့်လုတ်ဖို့လိုတဲ့အရာတွေကိုကိုယ့်ဘာနဲ့ကိုရှာဖွေပြီးလုတ်တတ်အောင်အရာအားလုံးကိုပေးခဲ့တယ်ဆိုတဲ့သဘောပေါ့နော်လုတ်ပေးထားတယ်ပေါ့ဒီလိုသဘောမျိုးပေါ့ပြောရမယ်ဆိုရင်မချောရဲ့ဒီကျွန်တော်တို့ Telegram channel မှာဆိုရင်လည်းသွားကြည့်လို့ရတယ်ဟိုးရှေ့နှစ်တွေကနေအစုံမဲ့ meditation ဆိုတဲ့အစုံchakra ပဲပြောမလားဘာပြောမလားအများကြီးပေါ့နော်အများကြီးရှိတယ်အဲ့တော့ကိုဘာနဲ့ကိုဒါတွေကိုပြန်ကြည့်ပြီးတော့ငါကတော့ဘာလုပ်ဖို့လိုတယ်ဒီဟာတော့လုပ်ဖို့လိုတယ်စသည်ဖြင့်အဲ့လိုလေးလုပ်စေချင်တာပေါ့နော်အဲ့ဒါလေးကိုပြောချင်တာပေါ့အဲ့တော့ကိုကတော့ gratitude လို့ gratitude လို့ပေါ့ကိုက manifestation လို့ manifestation လို့အဲ့လိုပေါ့အဲ့တော့ကျွန်တော်ကအဲ့လိုပြောလို့အခုဒါတွေလုပ်ပေးပြီးရင်တော့သူတို့ကမလုပ်ပေးတော့ဘူးလားအဲ့ဒီသဘောမျိုးကျွန်တော်ပြောတာမဟုတ်ပါဘူးကျွန်တော်တို့လုပ်ပေးလို့ရနေတဲ့များကာလပတ်လုံးအရှိမစာရေးရေးတဲ့ zone တွေပြောတယ်လုပ်ခဲ့တယ်လို့ပဲနောက်ပိုင်းလုပ်လို့အချိန်ရနေနိုင်ပြီးရင်လည်းလုပ်ပေးနေမှာပဲဒါပေမဲ့အချိန်မရှိခဲ့ဘူးဆိုရင်ဒါတွေကိုကိုက memory ဖြစ်ချင်နေပြီးတော့မှလုပ်စေချင်တဲ့သဘောအဲ့တော့ဒါကြုံလို့ပြောရမှာလေဟိုတကယ်တမ်းပြောနေတာ ancestor healing ကြောင့်ပြောနေတယ်အဲ့ဘက်ကိုရောက်သွားတယ်အဲ့တော့ဒီ ancestor healing အကြောင်းကိုကျွန်တော်တို့အကြောင်းဆက်ပြောမယ်ဆိုရင်တော့ဒီပေါ့တကယ်တမ်းအားလုံးနားလည်အောင်ပြောရတယ်ဆိုရင်ဟိုကျွန်တော်တို့ရဲ့ဘိုးဘေးဘီဘင်တွေပေါ့ဒီဘိုးဘေးဘီဘင်တွေရဲ့ energy နဲ့ကျွန်တော်တို့ကချိတ်လိုက်နော်ပြောရရင်သူ ancestor healing လို့ပြောတဲ့အခါမှာတချို့ကဝိညာဉ်ခေါ်တာလားအဖိုးဖွားရဲ့ဝိညာဉ်နဲ့တွေ့တာလားပေါ့နော်ကြောက်စရာကောင်းသလားအန်ဒီရရှိသလားသူတို့ကဘယ်လိုတည်ဆုံးသွားပြီးမှသူတို့ရဲ့ဝိညာဉ်ကိုခေါ်ပြီးလောက်တာလားဆိုရယ်ဒီလိုမဟုတ်ဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ပြောနေတဲ့ဒီ spiritual မှာပြောနေတဲ့စကားရှိတယ် everything is energy အဲ့တော့ဒီအရာအလုံးက energy ဖြစ်တဲ့အတွက်သူတို့ဟာဒီတဏှာထဲမှာရှိနေတဲ့များကာလပတ်လုံးသူတို့ဒီသစ္စာတရားသိပြီးမလွတ်မြောက်သွားပြီးတဲ့ဒီတဏှာထဲမှာရှိနေတဲ့များကာလပတ်လုံးကျွန်တော်တို့ရဲ့ energy နဲ့သူတို့ကိုချိတ်ဆက်လို့ရအဲ့တော့ကျွန်တော်တို့ကသူတို့ရဲ့ energy နဲ့ကျွန်တော်တို့ energy ကိုချိတ်ဆက်ပြီးတော့မှသူတို့ခံစားခဲ့ရတဲ့ဟာတွေသူတို့နာကျင်ခဲ့ရတဲ့ဟာတွေသူတို့ရဲ့ဒဏ်ရာကိုကျွန်တော်တို့ကမေတ္တာနဲ့ပြန်ပြီးတော့ကုပေးတာဒါပဲအလွယ်လေးပြောရင်အဲ့ဒါပဲအရန်ကြီးခက်ကြီး
ထင်နေမှာဆိုတော့အဲ့လိုမဟုတ်ဘူးကျွန်တော်တို့ကသူတို့ရဲ့ energy နဲ့ချိန်လိုက်တယ်ချိန်ပြီးပြီဆိုရင်သူတို့ကိုကျွန်တော်တို့ဒါတွေဖြစ်ခဲ့တဲ့အတွက်ဒါသူတို့ကိုကျွန်တော်တို့ပြောဟိုဒါကတော့ဟိုတချို့ဆိုတော့ guidance ထဲမှာပါတဲ့ဟာတွေလည်းရှိတယ်ပေါ့နော်ဒါတကယ်တမ်းကိုယ်စိတ်ထဲမှာလည်းပြောပြီးတော့မှချိတ်ဆက်ပြီးတော့မှလုပ်လို့ရတယ်အဲ့တော့အဲ့လိုမျိုးလုပ်တာပေါ့သူတို့ကိုကျွန်တော်တို့ကရိုးရိုးစင်စက်ဖြစ်ခဲ့တဲ့ဒဏ်ရာတွေကိုကျွန်တော်တို့မြစ်တာနဲ့ကုပေးတာအဲ့တော့ဒီ ancestor healing လုပ်တဲ့အခါမှာပြောရမယ်ဆိုရင်တော့ဟိုသူတို့ကကျွန်တော်တို့ ancestor healing လို့ပြောနေတာတချို့ကထင်ကြတယ်ပေါ့နော် ancestor healing ဆိုတာတော့ရိုးရိုးစင်စက်နာကျင်ခဲ့တဲ့အရာတွေသူတို့နာကျင်ခဲ့တဲ့အရာတွေကိုပဲငါတို့ကဟိုလုပ်ပေးရတာလားသူတို့ရှိမှနာကျင်စရာတွေပဲရှိတာလားဟိုငါတို့တော့ဒုက္ခတွေပဲပေးခဲ့တာလားပေါ့ပြောရမယ်ဆိုဒုက္ခတွေပဲပေးခဲ့တာလားဆိုတဲ့သဘောအဲ့တော့တကယ်တမ်းပြောရတယ်ဆိုရင်ကျွန်တော်တို့ရဲ့ဘိုးဘွားပြည်ပင်တွေကကျွန်တော်တို့ဒုက္ခတွေပဲပေးခဲ့တာမဟုတ်ပါဘူးသူတို့ရှိမှရှိတဲ့ wisdom တွေအခက်ခဲတွေကြုံလာရင်ဒီအခက်ခဲတွေကိုကျွန်တော်တို့ကဘယ်လိုကြော်ဖြတ်မလဲခန္ဓာရည်ရှင်းအောင်ဘယ်လိုလုပ်မလဲဆိုတဲ့ power တွေပြီးရင်သူတို့ရဲ့တတိ courage တွေဒါတွေကိုလည်းသူတို့ကပေးခဲ့တယ်ဒါတွေကလည်းကျွန်တော်တို့ရှိမှပါလာတာပဲပြောရရင်သူတို့ရဲ့ဟိုနာကျင်မှုတွေသူတို့ရဲ့ခံစားမှုတွေသူတို့ရဲ့ဒဏ်ရာတွေမကဘဲနဲ့သူတို့ရဲ့ wisdom တွေ power တွေ courage တွေကလည်းကျွန်တော်တို့ရှိမှပါလာတာဖြစ်တယ်အဲ့တော့ ancestor healing ဆိုတာမကောင်းတာတွေကိုပဲဖြတ်တောက်ဖြစ်တာမဟုတ်ဘူးကောင်းတဲ့အရာတွေကိုလည်းကိုကပြန်ပြီးတော့သတိရပြီးတော့ကိုရှိတယ်မှာကိုထဲမှာရှိနေတဲ့အရာကိုအုံနောက်ထဲမှာမှတ်ထားတဲ့အရာကို body ကမှတ်ထားတဲ့အရာဒါတွေကိုကျွန်တော်တို့ပြန်ပြီးတော့အသက်သွင်းတယ်လို့ပြောလို့ရတယ်အဲ့တော့ ancestor healing လုပ်ဖို့ဆိုတော့အရေးကြီးတာပေါ့နော်ခုနကပြောခဲ့တယ်လို့ကာလ3ပါလွတ်မြောက်အောင်နေတယ်ဆိုတဲ့နေရာမှာ ancestor healing ကိုလုပ်တဲ့အခါမှာကျွန်တော်တို့ကအတိတ်ကိုပဲသွားပြီးတော့မှအတိတ်မှာသွားတွေ့ကနေပြီးတော့မှငါတို့ဖိုးတွေဖွားတွေဒီလိုတွေဖြစ်ခဲ့လို့ငါတို့ကဒီလိုတွေကြုံရတာဒီလိုတွေခံစားရတာဘောနော်စသည်ဖြင့်ပေါ့အဲ့လိုပုံစံမျိုးသွားပြီးတော့တွေ့ကတ်စရာအကြောင်းလည်းမရှိဘူးအဲ့ဒါပြီးအနာဂတ်ကိုကိုကတွေးပူနေပြီးတော့မှဒါတွေလုပ်ပြီးပြီဆိုတော့အနာဂတ်မှာအဆင်ပြေပါမလားဒါတကယ်ရောအလုပ်ဖြစ်မှာလားအဲ့ဒါလည်းကျွန်တော်တွေးပူစရာမလိုအဓိကကျွန်တော်တို့ခဏပြောတဲ့ဒီ present moment ဒီ present moment မှာကျွန်တော်ဒီပြစ္ဆုတ်ကံတက်တယ်မှာအခုလက်ရှိဘဝမှာကိုဘလို့အဆင်ပြေအောင်ဘလို့ပို့ပြီးအဆင်ပြေအောင်ဘလို့ပို့ပြီးငြိမ်းချမ်းအောင်ဘလို့ကိုပို့ပြီးတန့်စင်အောင်နေမလဲဆိုတော့ကျွန်တော်တို့ကလုပ်တာဖြစ်တယ်အဲ့တော့အဲ့လိုလုပ်လိုက်တဲ့ဟာကိုယ့်ရဲ့မိသားစုမျိုးရိုးစင်ဆက်ကိုကျွန်တော်တို့ကနားလည်ပေးလိုက်တာဖြစ်တယ်ဒါတွေဖြစ်ခဲ့တဲ့ဟာကိုဖိုးဖွား baby တွေပေါ့နော်ကျွန်တော်တို့ဗမာမှာရှိရဆိုဆွေ80ရိုး80အပေါ်မှာရှိတဲ့ဘိုးဘွား baby တွေပြီးရင်ကိုကနေစပြီးတော့ကိုအောင်မှာရှိလာမယ့်အရာတွေပေါ့နော်ဒါတွေအားလုံးအဲ့လိုမျိုးတွေအဲ့ဒါတွေအားလုံးကျွန်တော်တို့ကနားလည်ပေးလိုက်အဲ့တော့အဲ့လိုလုပ်တဲ့အခါမှာကိုကဒီ healing ကိုလုပ်တယ်ကိုတယောက်တည်းလုပ်တာပဲမယ်ကိုတယောက်တည်းအတွက်မဟုတ်ကိုယ့်ရဲ့ကလေးတွေကိုယ့်ရဲ့မိသားစုပြီးရင်ကိုယ့်ရဲ့ကြံတဲ့ဆွေစဉ်မျိုးဆက်တစ်ခုလုံးကကိုကြုံခဲ့ရတယ်လို့မျိုးအခုကိုကြုံနေရတာမျိုးတွေမရှိတော့ပြီးရင်နောက်တစ်ခုကကျွန်တော်မကောင်းတဲ့ကံတရားတွေပေါ့နော်မကောင်းတဲ့ကံတရားတွေဒီကံတရားတွေကလည်းကျွန်တော်တို့ရှိမှာပဲကျွန်တော်တို့ကခြေဖြတ်ပေးလိုက်တဲ့သဘောဖြစ်တယ်အဲ့တော့ကိုယ့်ဘဝထဲမှာဒီလိုတွေပဲဟိုထက်ကဖြစ်နေတယ်ဆိုရင်ဘာကြောင့်လဲဆိုတော့မေခွန်းပေါ်လာတယ်ပေါ့နော်အခုကျွန်တော်ပြောလိုက်တယ်အဲ့လိုပြောလိုက်တဲ့ခါမှာငါတို့ဒီလိုဖြစ်တာပဲငါလည်းဖြစ်တာပဲအဲ့ဒါဆိုငါတို့ဘာဖြစ်တာဒါတကယ်တမ်းဖြစ်ဒါတကယ်တမ်းခေါ်နေမယ်ဒါတကယ်ကိုယ်ဒါခေါ်လင်းရလိုက်တာပဲအခုဒီထဲမှာရောက်နေတဲ့လူတွေကဒီဥစ္စာကိုဒါငါတို့ဖြစ်နေတဲ့အရာတွေပဲဆိုတော့ဒါခေါ်လင်းရလိုက်အဲ့တော့ကျွန်တော် message ရတယ်ဆိုတာလေအဲ့တဘောပဲတခါလေကျရင်ကျွန်တော်တို့ပြောပြဖို့လိုတယ်ကိုတယောက်တည်းသိတဲ့ຢာပြင်တခြားလူတွေကိုပြောပြဖို့လိုတယ်ဆိုတဲ့အခါမှာကျွန်တော်တို့ကဒါတွေကိုပါကိုယ့်ကို channel ပေးတာမျိုးကိုယ့်ကို message ပေးတာမျိုးဒါတွေရလာတာပေါ့နော်ကျွန်တော်ဆိုလဲဒါရလာတယ်အခုကာလမှာဒါတွေကဒီဟာကိုလုပ်ဖို့လိုတယ်ပေါ့နော်အထူးသဖြင့်ဒါကကျွန်တော်တို့ပြောရမယ်ဆိုရင်ကျွန်တော်တို့ရဲ့နိုင်ငံအနေထားနဲ့ဆိုရင်ဒီဥစ္စာအားလုံးကဝိုင်းပြီးတော့မှဒါကိုလုပ်ကြတယ်ဆိုရင်ဒါတစ်ခုပေါ့နော်အခြေအနေတစ်ခုကပြောင်းချက်ချင်းကြီးပြောင်းလဲခြင်းမဟုတ်ဘူးဆိုရင်တော့ပေါ့နော်ဒီ collective energy ဆိုတာမျိုးကတကယ်ကိုအရန် powerful ဖြစ်တယ်အရန်အားကောင်းတယ်ပေါ့နော်ကျွန်တော်တို့ဒီမှာလူပေါင်းဘယ်လောက်ရှိလဲမသိဘူးလူပေါင်း 1k ဆိုတော့ zone ထဲမှာရောက်1000ရှိတယ်ပြီးရင် YouTube မှာကြည့်နေတဲ့လူတွေရောအများကြီးပဲအဲ့ဒီ collective energy အားနဲ့ကျွန်တော်တို့ကလှုပ်လိုက်တယ်ဆိုရင်ဒါဟာဒီ energy နဲ့လှုပ်ခဲ့တယ်လှုပ်လိုက်နိုင်တယ်ဆိုရင်ကျွန်တော်တို့အတွက်ရောပြီးရင်ကိုမိသားစုအတွက်ကိုအတွက်ကောကိုမိသားစုအတွက်ကောအဲ့ဒီကနေတစ်ဆင့်ကိုယ့်ရဲ့ environment အဲ့ဒီကနေတစ်ဆင့်ကိုယ့်ရဲ့တိုင်းပြည်ပါဒီကောင်းတဲ့ energy မျိုးခံစားရတယ်ဆိုရင်ကျွန်တော်တို့အခုဖြစ်နေတဲ့အနေအထားမျိုးတွေကမကြခင်ချိန်တွင်းမှာအဆင်ပြေသွားမယ်အားလုံးကအေးအေးဆေးဖြစ်သွားမယ်ဆိုတာလေဒ
ဖြစ်လာနိုင်တာပဲဒီနော်ကျွန်တော်တို့ကကောင်းတဲ့ဟာကိုလုပ်နေတာပဲနော်ကောင်းတဲ့ဟာကိုလုပ်နေရင်အားလုံးကကောင်းတဲ့ energy တွေနဲ့ကောင်းတဲ့အရာကိုကျွန်တော်လုပ်ကြမှာဖြစ်တဲ့အတွက်ဒါဟာကျွန်တော်တို့အတွက်ဟိုဘာဖြစ်ရမယ်ဆိုတဲ့အကျိုးရလဒ်ကိုညွန်မှန်းပြီးလုပ်တာမဟုတ်ပင်မဲ့ဒီတားတွေရလာမယ်ရလဒ်ဟာကောင်းတဲ့ရလဒ်ပဲဖြစ်မယ်ဆိုတာကိုဒါကျွန်တော်ကတော့ယုံကြည်တယ်ပေါ့နော်အဲ့တော့ပြောချင်တာကတော့ကျွန်တော်တို့ကလုပ်မယ်လုပ်ကြတယ်ဒါပေမဲ့ဖြစ်ဖြစ်ချင်းပဲလုပ်ပါပေါ့နော်ခုနကဒီမှာ message တွေတက်လာတာတွေ့လိုက်တယ်ပေါ့နော်ဒီမှာ chat မှာရေးထားတဲ့ဟာ9ခုလုံးနဲ့ကိုင်နေတယ်6ခုလုံးနဲ့ကိုင်နေတယ်ငါတို့ကတော့လောက်ရတော့မယ်ငါတို့မှာတော့ဒီ ancestor တွေရဲ့ဟိုဟာတွေကပါလာပြီဆိုပြီးစိတ်ပူနေတဲ့အဲ့ဒီစိတ်ပူနေတဲ့အရာတွေကိုမြင်ရတယ်မပူပါနဲ့ကျွန်တော်တို့ဖြည်းဖြည်းချင်းပဲလုပ်မယ်နော်ပြီးရင်ကိုအရန်ကြီး pressure မပေးနဲ့နော်အဲ့တော့ကျွန်တော်အခုပြောလိုက်တဲ့အရာတွေကိုကိုကတိနေတယ်အော်ဒါတွေတော့တိတယ်ဒါတွေတော့နားလေတယ်ဆိုရင်တော့ဒါကိုယ့်ရဲ့ healing process ဟာစနေပြီဖြစ်ပါတယ်အဲ့တော့ကိုယ့်ရဲ့ဒီမျိုးဆက်မှာအခုကိုရောက်ရှိနေတယ်ကိုယ့်ရဲ့အပေါ်မှာရှိတဲ့ season မျိုးဆက်အောက်မှာကိုနဲ့ပတ်သက်ပြီးတော့မှဖြစ်လာမယ့် season မျိုးဆက်ဒီဟာတွေအားလုံးမှာကိုအခုရောက်ရှိနေတဲ့နေရာမှာဒီမျိုးဆက်ရဲ့ cycle ဒီ cycle ကြီးကိုကိုကချိုးဖြတ်တဲ့သူဖြစ်နိုင်ပါတယ် cycle breaker ဖြစ်နိုင်ပါတယ်အဲ့တော့ကိုကခဏကျွန်တော်တို့ပြောတဲ့စကားရှိတယ်ကိုတယောက်တည်းကိုအရင်ဦးဆုံးပြုပြင်ပြောင်းလဲဖို့ကိုပြုပြင်ပြောင်းလဲသူများကိုပြုပြင်ပြောင်းလဲတာဆိုင်ကိုပြုပြင်ပြောင်းလဲတာနဲ့ကိုလင်းပြီဆိုရင် channel ကိုလင်းပေးလို့ရတယ်ကိုလင်းတာနဲ့ကိုနားမှာ share လို့ရအောင်ကိုဟီးတာနဲ့ channel တွေပါကိုဘေးနားမှာ share လို့ရပါအလိုလျောက်ဟီးလာမှာဖြစ်တယ်အဲ့ဒါကြောင့်ဒီမျိုးဆက်မှာကိုကဒီ cycle ကြီးကိုချိုးဖျက်နိုင်တဲ့ cycle breaker ဖြစ်ပါစေလို့လည်းကျွန်တော်ဆုတောင်းပေးပါတယ်အားလုံးတူတယောက်ချင်းစီအားလုံးကျေးဇူးများတင်ပါတယ်